Hello ဒီနေ့တော့ငါးကောင်းနဲ့မြစ်ချင်ဟင်းလေးချက်စားပြစ်လို့ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ပထမဆုံးဒေအိုးထဲမှာစီထည့်ပြီးတော့စီဆူလာရင်စနွင်းလေးထည့်လိုက်ပါတယ်ပြီးရင်တော့ကြက်သွန်လေးကြက်သွန်ပြူချင်းထောင်းတာလည်းလေးထည့်လိုက်ပါတယ်ကြက်သွန်လေးစီတက်တော့မှငါးကောင်းကိုစားချုံမုံစားတို့ဟင်းရွက်မုံစနွင်းတို့နဲ့နေပေးထားပါတယ်ကျက်သွန်လေးစီတန်းတန်းလေးမှုေးလာပြီဆိုရင်ခရမ်းကျင်သီးစိတ်ထားတာလေးထည့်လိုက်ပါတယ်ငရုတ်သီးအရောင်တွေမုံထည့်ပါတယ်ပြီးရင်တော့ခရမ်းကျင်သီးလေးတွေကိုကြည့်အောင်မှုေးပေးရပါမယ်ခရမ်းကျင်သီးလေးတွေလိမ့်လာပြီဆိုရင်တော့ခုနကနေထားတဲ့ငါးကောင်းလေးတွေထည့်လိုက်ပါတယ်ငါးကောင်းကိုညှင်းနှံ့ပြအောင်လို့ခရမ်းကျင်သီးလေးနဲ့နာလုံးပေးရပါတယ်ပြီးတော့ငါးကောင်းကြအောင်လို့ရေနွေးကိုတွေ့ထားတာလေးထည့်လိုက်ပါတယ်ငပိစိမ်းစားလေးကိုရေဖြော်ပြီးထည့်လိုက်ပါတယ်စီပြန်လာပြီဆိုရင်တော့မြင့်ကျင်စေးကြောထားတာလေးထည့်လိုက်ပါတယ်ပြီးရင်တော့မြစ်ချင်မျိုးလောက်ရေးထည့်ပါတယ်မနှီအောင်လို့ဇပလင်လေးပါထည့်လိုက်ပါသေးတယ်ရတာအတွက်ချုံမုံစားတို့ဟင်းရွက်မုံထည့်ပါတယ်စားထည့်ပါတယ်ငံပြားရည်ထည့်ပါတယ်ပြီးရင်တော့စူအောင်ခဏတည်ပေးရပါတယ်မြစ်ချင်လေးတွေတပွားပွားနဲ့စူလာပြီဆိုရင်တော့ပင်စိမ်းရွက်ထည့်လိုက်ပါတယ်ငရုတ်သီးစိမ်းတွေထည့်လိုက်ပါတယ်နည်းနည်းလေးမင်းလေးပါထပ်အုပ်လိုက်ပါသေးတယ်ခုဆိုရင်တော့ရတာရှိလာတဲ့ငါးကောင်းနဲ့မြစ်ချင်ဟင်းလေးတစ်ခွက်ရပါပြီနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်